ဂျက်ခါမူဆိုးတယောက်ဖြစ်ပြီးတနေ့မှာသူဟာအိယာကနိုးလာပြီးအမဲလိုက်ဖို့ထွက်လာခဲ့တယ်သူဟာတောထဲကိုဝင်ရောက်လာပြီးအကွာအဝေးတစ်ခုအထိလျှောက်သွားတဲ့အခါမှာလှိုင်ကူတစ်ခုကိုတွေးလိုက်ရတယ်ဒီလှိုင်ကူဟာတရေလှိုင်ကူလို့လူသိများတဲ့နာမည်ဆိုးနဲ့ကူတစ်ခုဖြစ်ပြီးဒဏ္ဍာရီတွေရမကောင်းဆိုးဝါးတွေကျက်စားတဲ့နေရာလို့သတ်မှတ်ထားတယ်ရက်ခါစွန်စားခန်းကိုကြိုက်တဲ့သူဖြစ်တာကြောင့်ဂူထဲကိုဝင်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်ဂူထဲကိုဝင်လာတဲ့အခါမှာအေးဆက်ပြီးမှောင်မိုက်နေတဲ့လေတွေကသူ့ကိုကြိုးဆိုနေတယ်လို့ခံစားရတယ်ဂူရဲ့နေရံတွေမှာရှေးဟောင်းပကြီးတွေတင်ကေရတွေနဲ့ပြည့်နှက်နေတာကိုသူမြင်လိုက်ရတယ်ဒီအရာတွေဟာရှေးခေတ်လူတွေရဲ့ဘာသာရေးသို့မဟုတ်မော်စွမ်းတွေနဲ့ဆိုင်တဲ့လက္ခဏာတွေလို့သူထင်မိတယ်ဂူထဲကိုပိုနက်နက်ဝင်လာတဲ့အခါမှာရက်ခါထူးဆန်းတဲ့အတန်တွေကိုကြားလာရတယ်တခါတလေလေတိုးတန်တွေတခါတလေလူတန်တွေလို့ထင်ရတဲ့အတန်တွေကိုကြားရတဲ့သူဟာစိတ်လှုပ်ရှားမှုနဲ့ကြောက်ရွံ့မှုကြားမှာရှိနေပြီးဂူရဲ့နှက်ဆိုင်ဆုံးနေရာကိုရောက်သွားတဲ့အခါမှာထူးဆန်းတဲ့အလင်းတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီအလင်းဟာရှေးဟောင်းပစ္စည်းတစ်ခုကနေထွက်နေတာဖြစ်ပြီးဒါဟာဂူရဲ့လျှို့ဝှက်စမ်းကြဲတဲ့အာဏာတစ်ခုလို့သူထင်မိတယ်။ရက်ခါဒီပစ္စည်းကိုကင်မိလိုက်တဲ့အခါမှာသူ့မှာတခုခုပြောင်းလဲသွားသလိုခံစားရတယ်သူ့ရဲ့စိတ်ထဲမှာရှေးခေတ်ကစွန်စားခန်းတွေစစ်ပွဲတွေနဲ့မော်စွမ်းတွေရဲ့မြင်ကွင်းတွေပေါ်လာတယ်သူဟာဒီပစ္စည်းရဲ့အာဏာကိုခံစားမိပြီးသူ့ကိုယ်သူစွမ်းအားကြီးမားတဲ့သူရဲ့ကောင်းတစ်ယောက်လိုခံစားရတယ်ဒါပေမဲ့ဒီအာဏာဟာအန္တရာယ်ရှိတယ်ဆိုတာကိုလည်းဂျာကတိထားမိတယ်ဂူထဲကတရေတွေမကောင်းဆိုးဝါးတွေဟာဒီပစ္စည်းကိုပြန်လည်ရယူဖို့သူ့ကိုချင်းချောက်လာကြတယ်ဂျာခါသူ့ရဲ့အသက်ကိုဘလို့ထိမ့်သိမ့်မလဲဒီပစ္စည်းရဲ့အာဏာကိုဘလို့ထိမ့်ချုပ်မလဲဆိုတာစဉ်းစားရင်းဂူထဲကနေထွက်ပြေးဖို့ကြိုးစားတယ်ဂူထဲကနေထွက်ပြေးရင်းဂျာခါသူ့ရဲ့စွန်စားခန်းတွေကြုံတွေ့ရတဲ့အန္တရာယ်တွေကိုပြန်လည်သတိရပြီးဒီပစ္စည်းရဲ့အာဏာကိုထိန်းချုပ်ဖို့နီလန့်ရှာဖွေတယ်နောက်ဆုံးမှာတော့သူဟာဂူထဲကနေလွတ်မြောက်လာပြီးဒီပစ္စည်းကိုလုံခြုံတဲ့နေရာမှာတင်စီဖို့ဆုံးဖြတ်လိုက်တယ်။ရက်ခါသူ့ရဲ့စွန်စားခန်းတွေကိုပြန်ပြောင်းပြောပြရင်းဒီတရေလိုင်ကူရဲ့လျှို့ဝှက်ချက်တွေကိုဆက်လက်ရှာဖွေဖို့စိတ်ကူးနေမိတယ်။